はい、皆さん、おはようございます。私はဒီနေ့ Android 新幹線ရဲ့ reading ပုဒ်စာလေးကိုဆက်ပြီးတော့တွားရအောင်နော်။ဒီနေ့ကတော့問題中2ကိုတွားမယ်ပေါ့နော်။ Okay 問題中2မှာဘယ်လိုကြောင်းအရာလေးပါမလဲဆိုရင်အရင်ဆုံးတောရီလေးကိုအရင်ဖတ်ပါမယ်။この文章で一番言いたいことは何かဒီစာပိုက်မှာအပြောချင်ဆုံးအကြောင်းအရာကဘာလဲ一番冷房は素晴らしい技術なので、どんどん利用するべきだ。冷房。冷房ဆိုတာကလေးပေးဆက်ကိုပြောတာနော်။素晴らしい技術အားကိုကောင်းလောက်တဲ့နည်းပညာဖြစ်တဲ့အတွက်ကြောင့်どんどんဖြည်းဖြည်းနဲ့အသုံးပြုတင်နေပေါ့နော်။室外と室内の温度差が10度以上あると簡易的でホッとする。အဲ့တော့အခန်းသွင်းနဲ့အခန်းပြင်ရဲ့温度差အပူချိန်ခြားနားမှုကဆိုရင်10ဒီဂရီနဲ့အထက်ရှိမှဆိုရင်တော့တတောက်တတာနဲ့စိတ်ရပါတယ်။冷房で体を壊してしまうこともあるのでうまく使う必要がある。အဲ့တော့冷房ကြောင့်ပေါ့နော်ခန္ဓာကိုယ်ပျက်စီးသွားစေနိုင်တာမျိုးတွေဖြစ်နိုင်တာမို့လို့うまくကောင်းကောင်းမွန်မွန်ကျွမ်းကျင်နဲ့အသုံးပြုဖို့လိုအပ်ပါတယ်။冷房を使うと体温を調節することができなくなるので使わない方がいい。အဲ့တော့ဒီလေးပိဆက်ကိုသုံးမယ်ဆိုရင်ဒီခန္ဓာကိုယ်အပူချိန်ကို調節 adjust လုပ်လို့မရတဲ့အတွက်ကြောင့်မသုံးတာကောင်းတယ်။အဲ့တော့ဒီစာပိုက်တစ်ခုလုံးမှာသူတို့ကလေးပိဆက်အကြောင်းပြောထားတာပေါ့နော်။ဒီမှာဖတ်သွားမယ်ဆိုရင်လေ choice လေးကိုနားလည်လိမ့်မယ်လို့ထင်တယ်ပေါ့နော်။ရဲဘိုးကြောင့်ပြောတာဖြစ်တယ်။ရဲဘိုးကနံပါတ်1ကသူ့မှာ素晴らしい技術နော်နီးပညာမြင်မာတယ်ကောင်းမွန်တဲ့နီးပညာရှိရဲ့အတွက်ကြောင့်သူ့ကိုသုံးတင်တယ်။နံပါတ်2ကအခန်းသွင်းတဲ့အခန်းပြင်အပူချိန်ခြားနားမှု10ဒီဂရီနဲ့အထက်ရှိမယ်ဆိုရင်တတောက်တတာနဲ့စိတ်အင်းနေနိုင်တယ်။စောင်းပါငါကြတော့ရဲဘိုးကြောင့်ဒီခန္ဓာကိုယ်ပျက်စီးသွားစေနိုင်တာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့သုံးမယ်ဆိုရင်တော့ကောင်းကောင်းမွန်မွန်ကျွမ်းကျင်သုံးဖို့တော့လိုတယ်။ရုံးပန်ငါကြတော့ရဲဘိုးကိုသုံးမယ်ဆိုရင်ခန္ဓာကိုယ်ကို adjust လုပ်ထိညှိတာမျိုးတွေမလုပ်နိုင်တဲ့အတွက်ကြောင့်မသုံးတာကောင်းတယ်။အဲ့တော့သုံးတင်တာလားမသုံးတာကောင်းတာလားတတောက်တတာဖြစ်တာလားဆိုတာဒီစာပိုက်တစ်ပိုက်လုံးမှာအပြောချင်ဆုံးအကြောင်းအရာကိုသူကတော့ဒီ rainbow နဲ့ပတ်သက်ပြီးတော့ရှင်းထားမှာပဲဒီမှာကြည့်မယ်ဆိုရင် ABCD ပေါ့နော်၄ခုရှိရပေါ့သူကတော့ရှင်းပြထားမှာပဲအဲ့မှာဆိုရင်သူတို့ကဒါဒီအကုန်လုံးကိုဖတ်သွားပြီးတော့အပြောချင်ဆုံးအကြောင်းအရာrainbow နဲ့ပတ်သက်ပြီးတော့အပြောချင်ဆုံးကဘာဖြစ်မှာလဲသုံးတင်တာလားမသုံးတင်ဘူးလားသုံးဖို့လိုလားတတောက်တတာဖြစ်တာလားအဲ့လိုအပြောချင်ဆုံးအကြောင်းအရာကိုပဲအဓိကရှာရမှာပေါ့နော်အရင်ကြီးတော့အများကြီးတော့ကိုယ်ဝိုက်ပြီးရေးထားရဆိုမဲ့အပြောချင်ဆုံးအကြောင်းအရာလေးတွေပဲရှာပါမယ်ဒါပေမဲ့အဖြေကိုတော့ရှာပုံရှာနည်းကိုတော့စနေနောက်ပြောပြမယ်ပေါ့နော်အခုကကြတော့အရင်ဆုံးသက်ရှိကို A ကနေစပြီးတော့အရင်ဖတ်လိုက်မယ်ပေါ့နော်冷房という技術は本当に素晴らしく、私たちは暑い夏に冷房のおかげでいろいろ助けられている。例えば勉強でも仕事でも暑い中、汗をかきながらやるよりも涼しいところでやった方がずっと簡易的だ。はい。冷房という技術は本当に素晴らしく。だろう。冷房は青ボカのでニビニャベ。私たちは、そのロリが暑い夏に不便られるやりま、冷房のおかげで、冷房シーにで、ジーズジャオいろいろと助けられている。みょみょ、あくにピアバレ。例えば、勉強でも仕事でも、さりららぴぴ、あのらぴぴ、暑い中、ディラポーにで、じゃれま、汗をかきながら、汗をかきますより、ချွေးကြတာပေါ့နော်ချွေးကို私ကတုပ်ရင်းနဲ့汗をかくကကြတာ汗ရချွေးတယ်汗をかくဆိုရင်ချွေးတုပ်တာဒီလောက်ပူနေတဲ့ကြားထဲမှာချွေးကိုတုပ်ရင်းနဲ့လောက်တာထက်ရောရီမို့လောက်တာထက်ဆိုင်ရင်စစရှိတကိုတော့တဲ့အေးမြတဲ့နေရာလေးမှာလောက်တာကပို့ပြီးတော့တတောက်တက်တာရှိရပေါ့ဒါ rainbow ရဲ့နည်းနည်းကောင်းချောင်းလေးပြောထားပါပေါ့နော်ကဲ B ကိုကြည့်အောင်ရှိကရှိဒါလေးရ reading နဲ့မှာအတက်ပဲပေါ့နော်ရှိကရှိဆိုတာကအပေါ်ကတော့ rainbow ကောင်းချောင်းလေးပြောသွားရှိကရှိဒါဆိုရင်အဲ့ဒီအပေါ်ကအကြောင်းအရာတွေကိုစန့်ကျင်ပြီးတော့ထောက်ပြတော့မှာနော်ဒါတို့တော့良いことばっかりではない良いことばっかりではないအဲ့လိုကောင်းတဲ့အကြောင်းအရာတွေပဲတော့မဟုတ်ပါဘူးတဲ့実は人の体温を調整する神経は5度以上の急な変化を繰り返すことに弱いそうだ
夏の室外と室内の温度差は10度以上になることもあるよりよくあり、そこを出たり入ったりしているうちに、この体温を調節する神経がうまく働かなくなることがあるのだ。その結果、疲れやすい、頭が痛いなど、様々な状態が現れる。ဒါပေမဲ့ကောင်းတဲ့အကြောင်းအရာတွေပဲမဟုတ်ဘူးပေါ့နော်ခန္ဓာကိုယ်ကိုထိန်းချုပ်ပေးနေတဲ့ဒီရှင်ကေအာယုံကြောက9ဒီဂရီနဲ့အထက်ရုတ်တရက်ကိုပြောင်းလဲသွားပြီးတော့ခရီးခိုင်းစုကတော့ခရီးခိုင်းစုဆိုတာဒီထက်ကဖြစ်မယ်ဆိုရင်ယောဝါရီဆိုတာထက်ကဖြစ်တဲ့ကိစ္စမှာသူကယောဝါရီပေါ့နော်အားနေတယ်ပြောရှင်တာအဲ့တော့ဒီအပူချိန်ကခန္ဓာကိုယ်ပူချိန်က9ဒီဂရီဆက်စီရက်ကိုခဏအပြောင်းလေးထက်ကဖြစ်နေတာအားနေတာတွေပုံပေါ်လာပြီပေါ့နော်နောက်တစ်ခါကျတော့အားနေတယ်အခန်းရဲ့နွေရာသီမှာအခန်းတွင်းနဲ့အခန်းပြင်အပူချိန်က10ဒီဂရီဆက်စီရက်ရဲ့အထက်မှာရှိမယ်ဆိုရင်ねそこを出たり開いたりしているうちにအဲ့ဒီမှာဝင်လိုက်ထွက်လိုက်အခန်းတွင်းအခန်းပြင်ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့အချိန်မှာခန္ဓာကိုယ်ကိုထိန်းချုပ်နေတဲ့ဒီရှင်ခီးကကောင်းကောင်းကိုအလုံးမလုံးနိုင်တော့တာမျိုးတွေရှိတယ်အဲ့တော့အလုံးမလုံးနိုင်တဲ့အခါမှာဘာတွေဖြစ်လဲဆိုရင်အဲ့ဒီရလန်နေနဲ့စကာရီယာစီပင်မလွယ်တာတို့နော်အတမဂိတိုင်ခေါင်းကိုက်တာအမျိုးမျိုးကြောရှောကြောပေါ့နော်လက္ခဏာတွေယောဂလက္ခဏာတွေကပေါ်ပေါက်လာပါတယ်အဲ့တော့10ဒီဂရီစစ်စစ်ရဲ့အထက်မှာရှိရဆိုရင်ဒီမှာတော့တွေးလိုက်တယ်နော်တက်တောက်တက်တာဖြစ်တယ်ဖြစ်လားတက်တောက်တက်တာမဖြစ်ဘူးနော်အမှခုနကပြောစကာရီယာစိとか頭が痛いとか様々な症状が現れるလို့ပြောထားတယ်နော်ပင်မနာတို့ခေါင်းကိုက်တာတို့အမျိုးမျိုးသောလက္ခဏာတွေကပေါ်ပေါက်တယ်ဆိုကိုင်းတခီဖြစ်တယ်ဆိုရင်တော့ဒါလေးကတော့ဘတ်စ်ပေါ့နော်မှားသွားပြီပေါ့နောက်တစ်ခုそうなるとさらに悪いことが起きるအဲ့လိုတွေဖြစ်မယ်ဆိုရင်ထပ်ပြီးတော့မကောင်းတဲ့ကိစ္စလေးတွေထပ်ဖြစ်သေးတယ်どこへ行っても冷房があるためにどんどん具合が悪くなったり、夏が終わるまで治らないということもあるのだ。どこへ行ってもベニヤベッドと冷房があるために、လေပိစရှိရအတွက်ကြောင့်တဖြည်းဖြည်းအခြေအနေတွေကဆိုးလာတာနွေရာသီကအိုဝါရုံမှာတဲ့နွေရာသီပြီးသွားတာမှနာဝရနိုင်ပေါ့နော်ပြန်ပြီးတော့မတက်တာတာမျိုးတွေဖြစ်ပါတယ်တဲ့それでကြောင့်မလို့仕事や勉強ところが遊びも楽しめないんだろစာလေးလာတာတွေဒီအလုပ်လုပ်တာတင်မကဘူးဘာဖြစ်လဲဆိုတော့လေပတ်ဖို့တွားရောက်တာတွေကိုလည်းပြပြရွှင်နဲ့မလုပ်နိုင်တော့ဘူးပေါ့နော်知やめのディアジャロこのような冷房は暑い夏を簡易的に過ごすための優れた技術ではあるが、思わぬ体調不良の原因にもなり得る。冷房の技術はありがたいものだが、大事なことはその技術を上手に使うことということだろう。このように冷房は冷ピザが暑い夏、ပူပြင်းတဲ့နွေရာသီကိုကိုင်းတခီနီတတောက်တက်တာဖြတ်ကျော်ဖို့အတွက်ဒီပြောင်မြောက်လာတဲ့ထူးချွန်ကောင်းမွန်လာတယ်ပေါ့နော်နီးပညာဖြစ်တယ်ဆိုပေမဲ့အမဝါနိုင်နေသူပဲနော်အမဝါစုအမဝါနုအဲ့တော့မထင်မှတ်ထားတဲ့တိုင်းချိုဖူလီယိုနော်ကန်အင်းခန္ဓာကိုယ်အတွက်မကောင်းစေတာပေါ့နော်ခန္ဓာကိုယ်အတွက်မကောင်းစေနိုင်တဲ့အကြောင်းပြချက်တွေလည်းဖြစ်လာပါတယ်လေဖို့နော်技術はဒီရေဘိုးရဲ့နီးပညာကဆိုရင်ဒီပိစရဲ့နီးပညာကအရိကတိုင်ကျေးဇူးတင်စရာကောင်းတဲ့အရာဖြစ်ပေမဲ့တိုင်းချင်းနောက်ကတော့အရေးကြီးတဲ့အရာကတော့အဲ့ဒီနီးပညာကိုကျွမ်းကျင်ခြင်းသုံးဖို့ဆိုတာပဲဖြစ်ပါတယ်အဲ့ဆိုတော့အကုန်လုံးဖတ်သွားပြီကွာဖတ်သွားတဲ့အခါမှာဒီ try 4ခုထဲမှာတစ်ခုကတော့နီးပန်ကတော့ဘာဆိုပေါ့နော်မှားသွားပြီ1နဲ့3ထဲမှာဆိုတော့ပြန်ရွေးကြည့်မယ်အဲ့ရေဘိုးကဒီပြောင်းမြောက်လာတဲ့နီးပညာဖြစ်တဲ့အတွက်အသုံးပြုသင့်ပါတယ်တဖြည်းဖြည်းနဲ့အသုံးပြုတင်တယ်။စမ်းမှန်ကကြတော့ရဲဘိုးကတဲ့ခန္ဓာကိုယ်ကိုပြည့်စည်သွားစေနိုင်တာမျိုးရှိတဲ့အတွက်ကျွမ်းကျင်ခြင်းသုံးဖို့လိုတယ်။ဒါကတော့ပိုပြီးမှန်မယ်လို့ထင်တယ်နော်။သူကပြောတဲ့ရဲဘိုးရဲ့နည်းပညာကအဓိကတိုက်မလို့တာကကျေးဇူးတင်ဖို့ကောင်းတဲ့အရာဆိုပေမဲ့အရေးကြီးဆုံးကတော့မတုံးနဲ့လို့တော့လုံးဝပုတ်ခတ်ပြီးတော့မပြောဘူးနော်။ကျွမ်းကျင်ခြင်းနဲ့上手に使ううまく使うの意味は同じでねအဓိပ္ပာယ်ကတူတယ်နော်နီးပညာကိုကျွမ်းကျင်သုံးဖို့ကောင်းမွန်သုံးဖို့ဆိုတာအဲ့ဒီအချက်လေးကစမ်းပါကတော့ပေါ့နော်စေကင်မှန်သွားမှာနံပါတ်4ကကြတော့冷房を使うとခန္ဓာကိုယ်ကို調節できなくなるので使わない方がいい使わない方がいいလို့မပြောဘူးเนาะမသုံးနဲ့ဆိုတော့အဲ့လိုမျိုးခင်းရှိလောက်တာမျိုးတွေမရှိဘူးသူပြောနေတာကတ
သုံးမယ်ဆိုရင်ကျွတ်ချွင်းချင်းသုံးဖို့လိုအပ်တယ်အဲ့တော့答えは3番ですရမယ်လို့ထင်နော်ဒါဆိုရင်အဖြေရှာမယ်ဆိုရင်တို့ကဒီလိုမျိုးတစ်ပိုက်လုံးမှာကွာအများကြီးပဲပေါ့နော်ဒီမှာဆိုရင်ဖတ်စရာတွေအများကြီးပဲ A B C D အများကြီးပဲဒါပေမဲ့တို့ကအကျဉ်းပြင်းတော့ဖတ်ဖို့လိုတယ်အဖြေဟိုတော့အနည်းဆက်ဆုံးရှာမယ်ဆိုရင်တော့ဘယ်မှာရှိရလဲဆိုအဲ့လိုအပြောချင်ဆုံးအကြောင်းအရာကဘာလဲဒီစာပိုက်ရဲ့အပြောချင်ဆုံးအကြောင်းအရာကဘာလဲစာရေးဆရာရဲ့အပြောချင်ဆုံးအကြောင်းအရာကဘာလဲလို့ပြောမယ်ဆိုရင်တော့答えはအမြဲဆုံးအများဆုံးပေါ့နော်ဒီစာပိုက် paragraph ရဲ့နောက်ဆုံးမှာရှိတတ်တယ်နောက်ဆုံးပိုက်ဒီမှာ2ကြောင်း3ကြောင်းအဲ့လိုလေးတွေဖတ်လို့ရတယ်ပေါ့ဒါတော့လုံးဝအချိန်မမီလို့ရှိရင်တော့ဒီလိုနည်းလမ်းလေးတွေသုံးလို့ရတယ်အပေါ်ကဟာလေးတွေကိုတော့တို့ကလုံးဝဣတိမီဘာသာမပြန်နိုင်ရင်တော့မှအကျမ်းပြင်းလေးဖတ်သွားဖို့လိုတယ်လုံးဝအချိန်မမီဘူးဆိုရင်တော့မှအဖြေကတော့နောက်ဆုံး2ကြောင်း3ကြောင်းမှာရှိတတ်တယ်ပေါ့နော်ဒါလေးကတော့ကဲဟုတ်ပါပြီဒီနေ့ကတော့問題12が終わりましたじゃあ次の動画へ会いましょうまたね